Okay ဒီချက်ကို cognitive speech rules တွေမိထားတဲ့သူတွေအတွက်ပေါ့နော်အဲ့ဒီ cognitive speech rules တွေမကြည့်ခင် consonant နဲ့ vowels တွေကဘာလဲဆိုတာကိုအရင်ဆုံးဗီဒီယိုလေးမှာရင်သွားကြည့်ပေါ့နော်အဲ့တော့ cognitive speech ဆိုတာကကျတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဥပမာမြန်မာစကားမှာဆိုရင်ပေါ့နော်ဥပမာကျမထမင်းစားနေတယ်ပေါ့အဲတလုံးချင်းစီဖန်အဲ့လိုပေါ့နော်ဒါပေမဲ့ကျတော့စကားပြောတဲ့အခါမှာအဲ့လိုမဖတ်ဘူးကျမထမင်းစားနာနေတာနေမှာနာနောက်ရေးချနာလို့အတန်ပြောင်းသွားတာလို့ပြီးလို့ရှိရင်ကျမနေရာမှာကျမလို့ဖတ်တယ်လို့ပေါ့နော်အဲ့တော့ cognitive speech rules ကလည်းအဲ့လိုပါပဲအဲ့တော့ကျတော့သူ rules ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအမျိုးအစား၄ခုရှိတယ်ပေါ့နော်ပထမတစ်ခုကတော့ link လောက်တာပါတစ်ခုနဲ့တစ်ခုအတန်ဆက်သွားတော့ပေါ့အဲ့မှာ highlight လေးနဲ့အနီးပြထားတယ်ပေါ့နော် n က consonant ဖြစ်ပြီးတော့ i က vowel ဖြစ်ပါတယ်အဲ့တော့ consonant နဲ့ vowel နဲ့တွေ့တဲ့အခါမှာဒီဘက်မှာရှိတဲ့ consonant အတန်ကို vowel နဲ့တွဲဆက်ပြီးတော့မှဖတ်ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် open it knit ဆိုတဲ့အတန်ဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခါကျတော့ insert ကအစားထိုးတာပါဒီမှာ o နဲ့ i က vowel ဖြစ်တယ်ဒီခါကျလို့ရှိရင် vowel နှစ်ခုတွေ့ရဆိုလို့ရှိရင်အဲ့ဒီအတန်ထွက်တွေက w ရဲ့အတန် w ဆိုတဲ့အတန်လည်းဖြစ်နိုင်တယ်လို့ y ရဲ့အတန် y ဆိုတဲ့အတန်လည်းဖြစ်နိုင်ပါတယ် do it be able ကဲနောက်တစ်ခုခါကျတော့ delete လောက်တာပေါ့နော် delete လုပ်ရမယ်အပိုင်းခါကျတော့ consonant နှစ်ခုတတွဲတွေ့ရင်ပေါ့နော်ရှေ့စကားလုံးမှာလည်း consonant နောက်စကားလုံးမှာလည်း consonant တွေ့တယ်ဆိုလို့ရှိရင်ရှေ့က consonant အတန်ကိုဖျောက်ပြီးတော့မှဆိုရပါမယ် most common မှာ most common ဒီနောက်ဆုံးကတော့ same ပေါ့နော်တူတဲ့စကားလုံးတစ်ခုရှေ့စကားလုံးရဲ့ ending sound နောက်ဆုံးမှာဆိုတဲ့အတန်နောက်တစ်ခုခါကျတော့ဆိုတဲ့အတန်မှာနော်အဲ့မှာဆိုတဲ့အတန်တစ်ခုတူနေတယ်အဲ့ဒါဆိုလို့ရှိရင် both things လို့မဖတ်ဘဲနဲ့တူနေတဲ့စကားလုံးတစ်ခုတွေ့ရင်တစ်ခါပဲဖတ်ပေးရမယ် both things ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ example တွေကိုခြေနောက်တဲ့အကျဲချက်ပြီးတော့ကြည့်ပါမယ်ပထမတစ်ခုကlink consonant and vowel လို့ပြောထားတယ်ပေါ့နော် linking လုပ်မယ် get up ဆိုရင် get up ဒါ consonant နဲ့ vowel တွေ့ရင် link လုပ်ပါမယ် a lot of animals ဖြစ်သွားပါမယ်နော် consonant နဲ့ vowel တွေ့ရင် link လုပ်ပြီးမှဖတ်မယ်နောက်တစ်ခု insert လုပ်မယ်ဒီမှာကကြတော့ vowel နှစ်ခုတွဲပြီးတော့မြင်ရင်ပေါ့နော် e တို့ o တို့ i တို့ e i o u တို့ vowel နှစ်ခုတွဲပြီးမြင်နေဆိုလို့ရှိရင် w တန်ရဲ့ y တန်ရဲ့ကို insert လုပ်ပြီးတော့မှဖတ်ပေးရပါမယ် shoe on no art no word tie it tee off ခေနောက်တစ်ခုကတော့ကျွန်တော် delete လုပ်ပေးရမယ်ပေါ့နော်အဲ့ဒါကတော့ cc တွေ့ရင်မှာ consonant ချင်း consonant အတန်တွေ့ရဆိုရင်ရှေ့က consonant အတန်ကို delete လုပ်ပြီးတော့ဖတ်ပေးရမယ် blind man next doorကဲနောက်ဆုံးတစ်ခုကကြတော့ same final and initial sound ပေါ့နော် final ကနောက်ဆုံးအတန်ရဲ့ initial အစအတန်တွေမှာ consonant နဲ့ဖြစ်တဲ့အတန်ထွက်တွေတူနေတယ်ဆိုလို့ရှိရင်တစ်ခါပဲဖတ်ပေးရမယ်police station အဲ့မှာ ce ရဲ့အတန်ကလည်းနောက်မှာစတဲ့ station ရဲ့အစစကားလုံးကလည်းဆိုတဲ့အတန်ထွက်တယ်အဲ့တော့ဆိုတဲ့ဟာကိုနှစ်ခါမဖတ်ရဘူးတစ်ခါပဲဖတ်ပေးရမယ် police station ကဲနောက်ဆုံးတစ်ခုကလည်းတူတူပဲ like coke like မှာသူစုံတဲ့အတန်က k ဆိုတဲ့အတန်မှာ coke ရဲ့အစအတန်က k ဆိုတဲ့အတန်အဲ့တော့ k ဆိုတဲ့အတန်ကနှစ်ခါဖြစ်နေတယ်အဲ့ဒီခါမှာလည်းတူတူပဲတစ်ခါပဲဖတ်ပေးရမယ် like coke အဲ့တော့ဒီချက်အခုရှင်းပြသွားတာကစီမင်းစီကံ၄ခုနဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့မှာ consonant နဲ့ vowel တွေ့ရဆိုရင် link လုပ်ဖတ်မယ် vowel ချင်း vowel တွေ့ပြီဆိုရင် w တန်နဲ့ y တန်ထွက်ပြီးတော့ဖတ်ပေးရမယ် consonant ချင်း consonant တွေ့ရဆိုလို့ရှိရင်ရှေ့တန် consonant ကိုဖြုတ်ပြီးတော့ဖတ်ပေးရမယ် consonant အတန်တစ်ခုတူတာတွေ့ရဆိုလို့ရှိရင်တော့တစ်ခါပဲဖတ်ပေးရမယ်အဲ့တော့အဲ့ဒီစီမင်းစီကံ၄ခုအပြင်နောက်ဆုံးတစ်ခုကတော့ rules မရှိပါဘူးသူကတော့ two sound blend new sound ပေါ့နော်အတန်တစ်ခုကိုရောဖတ်လိုက်တဲ့အခါမှာအတန်အသစ်ထွက်လာတယ်ပေါ့
ဒါကတော့ကျတို့ဒီ native speaker တွေရဲ့ conversation တွေ dialogue တွေကိုကြည့်ပြီးတော့မှလေ့ကျင့်လို့ရပါတယ်။ don't you ဆိုရင် don't you going to gonna meet you major kind of kinder ဖြစ်သွားတယ်ပေါ့နော်